မုနိတေကောဓမ္မမောဟံဟံတွံဘောတိတိပင်ကဇံဇနံတတ္တမရံတိသောတံပါလေတုမံစိနောမုနိတေကောအဝိဇ္ဇာမိုင်းလုံးပိဋ္ဌာဘုံတစ်ဖြင့်သုံးလောကဘွယ်ငူဝဲကဲမဲ့သူကင်းပါလေလင်းမရနိုင်မဲ့ဖြင့်အာနုံနုံချာထုံပေကမြင့်ကင်းနေကြတဲ့တတ္တဝါခပင်းတွေကိုတွင်ပဝေဖြာလင်းကြစေငါထွန်းပဝေယာအန္တုမာလီယောင်ကြီးပဝေဟွန်ဖယားရှင်ဆိုတဲ့နေမင်းကြီးသည်တတ္တမရံတိဟိဆုံးပြောမမနိုင်သည်သုံးလောကဓာတကွင်ကုံစင်အောင်ပပဝင်နိုင်သည်ပရိယပฏิပါပတိဝေဒဆိုတဲ့အယောင်လင်းတို့ဖြင့်ဝါတတ္တမရံတိဟိတောင်းခွင်ထက်အစရာမောင်းနှင်ထွက်ဖြာတောင်းရင်စัจ जा လက်ခပါဝင်သူတော်ကောင်းတရားတော်ဒီဟုသောအယောင်လင်းတို့ဖြင့်ဓမ္မမောဟံသိတရားတွေကိုပိတ်ဖုံးလျက်မိုက်ဆုံးအန္တမောဟဆိုတဲ့အမောင်ကြီးကိုအန္တဝါထက်စရံပေါင်းချင်းဘဝပါမောင်ခွင်းလက်ပြရောင်ဝင်းသစ္စာဆိုတဲ့အယောင်လင်းတို့ဖြင့်ဖဲခွင်းပြတ်တော့အလင်းတို့ရောက်စေတော်မူပြီး၍ပင်ကဇံဇနံဝိဇ္ဇာမိုက်တော်မှာအိမ်မောတွေကြဘယ်တော့မှမထနိုင်ကြတဲ့ဝိနည်းကြတတ္တဝါတွေကိုဘောရတိသစ္စာလေးစဉ်ကုန်အားဆွင့်၍မြူခွေမွေရှာထုတင်ထွေလာဖူပွင့်ဝေစာပရိဒါမြနံဝေဝေသာသာအလားပန်းတို့ဖြင့်ပွင့်လန်းစေတော်မူခဲ့လေပြီသောစီနောလေးလီသစ္စာရောက်ရွှေဝါဖြင့်တတ္တဝါဝိနေပွင့်လင်းစေသည်ပရမေယံနှင့်ဘုရားရှင်ကိုရောမြတ်ကြီးသည်မဘဝဘဝမြောင်များစွာမှာခန္ဓာနာယုတ်ဖြစ်ပြချုပ်ကိုသမုတ်မိခေါ်ဘုရားတပည့်တော်ကိုတမ္ပါလေတုလောကတန္တရာနှပြဘေးဒံရသွဲသွဲအန္တရာယ်အပေါင်းကေဝင်ရှောင်းအောင်ကောင်းစွာမသွေဆောင်ရှောင်းတော်မူပါစေသာမြတ်စွာဘုရား